Did you know? ထိုင်းနိုင်ငံကန်ချနာဘူရီမြို့မှာရှိတဲ့ကဘာကျော်မဲခေါင်မီကူတရားဟာတကယ်တော့မရဏတရားလို့အမည်တွင်နေပြီးအဲ့ဒီယထာလိုင်းရဲ့တန်လိုင်းတစ်ချောင်းတိုင်းဟာစစ်တုံးပန်းတူဓမ္မမဟုတ်အာရှတိုက်သားအလုတ်သမားတူရဲ့အတက်တစ်ချောင်းနဲ့ညီမျှတယ်လို့တင်စားခေါ်ဝေါ်ခဲ့ရတဲ့အထိကြောက်မက်ဖွယ်ရာတမိုင်းတရရှိခဲ့တယ်ဆိုတာသင်သိပါသလားဒါကတော့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်အင်ပါယာရဲ့ရီမန်းချက်ကြီးမားမှုနဲ့လူသားတွေရဲ့ကြံ့ခံနိုင်ရည်ပြီးတော့ရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့ပြရုပ်တစ်ခုဖြစ်ခဲ့တဲ့ထိုင်းမြန်မာမိသားလန်းရဲ့ခြေကွက်ဖွယ်ရာဇလန်းပါပဲ1952ခုနှစ်ဒုတိယကမ္ဘာစစ်မီးကအာရှပစိဖိတ်ဒေသတစ်ခုလုံးကိုဝါမြုပ်နေတဲ့အချိန်မှာဂျပန်အင်ပါယာဟာအရှေ့တောင်အာရှတစ်ခုလုံးကိုသိမ်းပိုက်ထားပြီးအိန္ဒိယနိုင်ငံကိုထိုးစစ်ဆင်ဖို့အတွက်သူတို့ရဲ့တပ်တွေကိုထောက်ပံ့ရေးလမ်းကြောင်းတစ်ခုအရေးပေါ်လိုအပ်နေခဲ့ပါတယ်ပင်လယ်ရေကြောင်းကနေတွာလာဖို့ကမဟာမိတ်တို့ရဲ့ရေငုပ်သင်္ဘောတွေရဲ့အန်ဒီကအများများနေခဲ့ပါတယ်။ဒါကြောင့်ဂျပန်တွေကထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုဖြတ်ပြီးအိန္ဒိယအထိဆက်သွယ်နိုင်မဲ့ကီလိုမီတာ4050မိုင်958ရှည်လျားတဲ့ယထာလန်းတစ်ခုကိုဖောက်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီအစီအစဉ်ကပုံမှန်အခြေအနေမှာတော့အလွန်ခက်ခဲပါတယ်။ဒီယထာလန်းဟာလူသူမနီးတဲ့ငှက်ဖျားထူထပ်တဲ့ကြောက်တောင်တွေနဲ့ပြည့်နှက်နေတဲ့တောနယ်ကြီးကိုဖြတ်တန်းသွားရမှာပါ British Engineer တွေကဒီလမ်းကိုဖောက်ဖို့250ကြာမယ်လို့ခန့်မှန်းခဲ့ပေမဲ့ဂျပန်စစ်တပ်ကတော့ Speedo လို့ခေါ်တဲ့အချိန်မြင့်တင်မူဝါဒနဲ့ဒီယထာလမ်းကို16လတည်းနဲ့အပြီးဖောက်လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်ဒီထစ်မနိုင်မှုအချိန်လိုတွဲမှာပြီးမြောက်ဖို့အတွက်ဂျပန်တွေကလူသားလှုပ်အားကိုအဓိကအသုံးပြုခဲ့ပါတယ်သူတို့ဟာစင်ကာပူမလေးရှားDutch Asia India ဒါမှမဟုတ်အင်ဒိုနီးရှားကနေဖမ်းဆီးရမိခဲ့တဲ့မဟာမိတ်စစ်တုံးပန်း POW 6000ကျော်ကိုဒီနေရာစီကိုအတင်းအဓမ္မခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းရဲ့အဓိကလိုအားများစုကတော့ရိုမူရှာလို့ခေါ်တဲ့အာရှတိုက်သားအလုပ်သမားတွေပါ။မြန်မာ၊ထိုင်း၊မလေး၊အင်ဒိုနီးရှား၊တမီလ်နဲ့တခြားနိုင်ငံတွေကနေအလုပ်ကောင်းရမယ်လို့လိမ်များခေါ်ဆောင်လာခဲ့တဲ့အလုပ်သမားပေါင်း2သိန်းကျော်20,000ကျော်ဟာဒီငရဲကန်ကြီးတဲကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့ရင်ဆိုင်ခဲ့ရတဲ့အခြေအနေတွေကတော့စကားနဲ့ဖော်ပြလို့မရအောင်ဆိုးရွားခဲ့ပါတယ်။အလုပ်သမားတွေဟာတနည်းကိုနိုင်20အထိအနားမရှိအလုပ်လုပ်ခဲ့ရပါတယ်။အစားအသောက်ဆိုတာလဲစံပြိုးယူကြဲတစ်ခွက်နဲ့ငပိချော့တုတ်လောက်သာရရှိပြီးအာဟာရချိုးရမှုကြောင့်လူအများပြူတည်ဆုံးခဲ့ရပါတယ်။စေဝါဆိုတာလုံးဝမရှိသလောက်ရှားပါပြီးငှက်ဖြားဝမ်းကုတ်ကာလဝမ်းယောဂါတွေကလူတွေကိုတရွရွကြွေကြစေခဲ့ပါတယ်။အဆိုးဝါးဆုံးနေရာကတော့ Hellfire Pass လို့ခေါ်တဲ့နေရာပါ။ဒါကကြောက်တောင်ကြီးတစ်ခုကိုလူသားတွေရဲ့လက်နဲ့ပဲထွင်းပေါက်ပြီးယထာလိုင်းခင်းရမယ့်နေရာပါ။စစ်တုံးပန်းနဲ့အာရှအလို့သမားတွေဟာတန်တူရင်တွေတူတွေ join နဲ့ပဲဒီကြောက်တောင်ကြီးကိုနေရောညရောထွင်းပေါက်ခဲ့ရပါတယ်။တညခပ်ပတ်ချင်းတွေမှာတော့မိဒုတ်တိုင်တွေဝါမိခွက်တွေရဲ့အလင်းရောင်အောက်မှာအယိုးပေါ်အရေးတင်နေတဲ့အလုပ်သမားတွေကကြောက်တောင်ကိုထုနေတဲ့မြင်ကွင်းကငရဲခန်းကြီးတစ်ခုနဲ့အတူတူလွန်တဲ့အတွက်ဒီနာမည်ကိုရခဲ့တာပါ1953ခုနှစ်အောက်တိုဘာလမှာတော့ဂျပန်တွေရဲ့ရက်ဆက်တဲ့တိုက်တွန်းမှုတွေနဲ့အတူယထာလန်းကမယုံကြည်နိုင်ဘူး16လတည်းနဲ့ပြီးစီးသွားခဲ့ပါတယ်ဒါပေမဲ့ပြီးဆက်ရတဲ့တန်ဖိုးကတော့အရင်ကြီးမားခဲ့ပါတယ်ဒီယထာလန်းတည်ဆောက်မှုအတွင်းမှာမဟာမိတ်စစ်တုံးပန်း1200ကမှ1600ကြားတည်ဆုံးခဲ့တယ်လို့ရိုမူရှာလို့ခေါ်တဲ့အာရှတိုက်သားအလုပ်သမားပေါင်း9သိန်းကျော်3သိန်းကျော်လောက်ကလည်းငှက်ဖျားအာရချိုးရမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်ဒီယထာလန်းဟာတန်လန်းတမိုင်ကိုအသက်တချောင်းဆိုတဲ့နာမည်စုံနဲ့ကြော်ကြားခဲ့တာပါ။ဒီနေ့မှာတော့ကန်ချနာဘူရီမြို့မှာရှိတဲ့မဲခေါင်မီကူတရားကသမိုင်းဟဲ့ကျဲကွက်ဖော်ရအထီးအမှတ်နေရာတစ်ခုဖြစ်တည်ရှိနေပါတယ်။တရားအနီးမှာကန်ချနာဘူရီစစ်တင်ကျောင်းမှာတော့တည်ဆုံးသွားခဲ့တဲ့မဟာမိတ်စစ်တုံးပန်းတွေရဲ့ဂူဝီမန်ကျောင်းရထောင်ကြီးကိုလီလာဖွယ်ရာတွေ့ရှိနိုင်ပါတယ်။ဒီမရဏတရားကြီးက The Bridge on the River Kwai ဆိုတဲ့ကဘာကျော်ရုပ်ရှင်ကြောင့်နာမည်ကြီးလာခဲ့ပေမဲ့တကယ်အဖြစ်သမိုင်းကတော့ရုပ်ရှင်တွေကအစပေါင်းများစွာပိုပြီးကျဲကွဲဖွယ်ရာညင်းဖွယ်ရာတွေနဲ့ပြည့်နှက်နေခဲ့တယ်ဆိုတာကိုသတိရနေဖို့လိုအပ်ပါတယ်